ပေါင်တန်း900ရေစုံမျောသွားတယ်လီဗာပူးနဲ့မန်နေဂျာအပြောင်းလဲတန်စရာညီကိုရီအားလုံးပဲမင်္ဂလာပါဗျာအမတ်ဆိုင် channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျမင်းညကညာတွင်းချင်းတက်လာတဲ့သတင်းရတော့လီဗာပူးကသူတို့ရဲ့နီးပြအာနယ်စလော့ကိုယာတုကနေချက်ချင်းထုတ်ပယ်လိုက်ပြီးဖြစ်ပါတယ်ဘိုးဘွဲ့အနေနဲ့ယာတီသိန်းသုံးသက်ချက်တွေလုတ်ပြီးမှပဲဒီလိုပြတ်သားတဲ့ဆုံးဖြတ်ချက်ကိုချလိုက်တာပါရုတ်တရက်ကြည့်ရင်တော့ဒီသတင်းကမထင်မှတ်ထားတဲ့သတင်းတစ်ခုလို့ထင်ရပေမဲ့တကယ်တမ်းလီဗာပူးရဲ့ခြေစွမ်းတဲ့အခြေအနေတွေကိုအနီးကပ်စောင့်ကြည့်နေတဲ့သူတွေအတွက်ကတော့ဒါဟာအစောကြီးကတည်းကဖြစ်လာတဲ့ကိစ္စတစ်ခုပါပဲအာနယ်စလော့ဟာလီဗာပူးကိုဆိုက်ရောက်ချင်းပထမအဆုံးယာတီမှာပရီးမီးယားလိဖလားကိုအလွယ်တကူရယူပေးနိုင်ခဲ့လို့အားလုံးကသူ့ကိုအထင်ကြီးခဲ့ကြတာမှန်ပါတယ်ဒါပေမဲ့လည်းအဲ့နောက်ပိုင်းမှာတော့အသင်းရဲ့ခြေသွမ်းကမယုံနိုင်လောက်အောင်ကိုထိုးကျသွားခဲ့ပါတယ်အထူးသဖြင့်ကစားသမားအသစ်တွေကိုခေါ်ယူဖို့အတွက်စံချိန်တင်ပြောင်းရွှေ့ခြင်းတွေနဲ့အတူပေါင်တန်း900လောက်အထိအမြောက်အများသုံးဆွဲခဲ့ပေမဲ့လည်းအသင်းရဲ့ရလဒ်တွေကမျှော်လင့်ထားသလိုမဖြစ်ခဲ့ပဲနဲ့တဖြည်းဖြည်းဆိုးရွားလာခဲ့တာဗျပတ်သက်တွေအများကြီးသုံးထားပြီးမှအခုလိုနိုင်ပွဲတွေပျောက်ဆုံးပြီးတော့အနိုင်ရုန်းကန်နေရတာကလီဗာပူးပရိသတ်တွေအတွက်ရောအသင်းတာဝန်ရှိသူတွေအတွက်ပါတကယ်ကိုလက်ခံနိုင်စရာမရှိတဲ့အခြေအနေတစ်ခုဖြစ်လာပါတယ်ပို့ပြီးတော့ဆိုးရွားတာကလီဗာပူးရဲ့အကောင်းဆုံးကစားသမားပရီးမီးယားလိသမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမားတွေထဲကတယောက်ဖြစ်တဲ့မိုဟာမက်ဆာလာအသင်းကနေထွက်ခွာသွားခြင်းရဲ့အဓိကအကြောင်းရင်းတစ်စိတ်ပိုင်းကလည်းအာနယ်စလော့ကြောင့်လို့ပြောလို့ရပါတယ်ဆာလာလိုကစားသမားမျိုးတစ်ချိန်ချိန်မှာအသင်းကနေထွက်မယ်ဆိုတာသဘာဝကြိုက်မယ်လေအခုလိုပုံစံမျိုးနဲ့အသင်းကနေအစင်မပြေဖြစ်ပြီးထွက်သွားရတာကတော့နီးပြရဲ့စီမံခန့်ခွဲမှုအားနည်းချက်ကတော့တိတိတတာပဲပြသနေတာပါပဲဒီလိုအခြေအနေတွေအားလုံးကိုခြုံငုံကြည့်လိုက်မယ်ဆိုလို့ရှိရင်လီဗာပူးဟာဒီယာဒီမှာအဆင့်9နေရာကိုရပြီးတော့ချန်ပီယံလိဝင်ခွင့်ရခဲ့တယ်ဆိုပေမဲ့လည်းဒါဟာသူတို့သုံးဆွဲခဲ့တဲ့ငွေကြေးပမာဏသူတို့ရဲ့ယာဒီရီမန်းချက်တွေနဲ့ရှင်ရင်လုံးဝကိုကြာရှုံးမှုတစ်ခုလိုပဲသတ်မှတ်ရမှာပါပဲအာနယ်စလော့ကိုအခုမှယာဒူကနေထုတ်ပယ်လိုက်တာကလီဗာပူးအတွက်အတော်လေးနောက်ကျလွန်းနေတယ်လို့တော့ပြောလို့ရပါတယ်ဒီနေရာမှာကျွန်တော်တို့အဓိကမေးခွန်းထုတ်ရမယ့်အချက်ကလီဗာပူးတာဝန်ရှိသူတွေအနေနဲ့ဘာဖြစ်လို့မေလကုန်အထိဒီလောက်အချိန်ဆွဲပြီးတော့စောင့်နေခဲ့တာလဲဆိုတာပဲယာဒီဝက်လောက်ကလေးကအာနယ်စလော့ရဲ့နီးစနစ်တွေအလုံးမဖြစ်တော့ဘူးဆိုတာကိုတိတာထင်ရှားတဲ့အချက်လက်တွေအများကြီးရှိခဲ့ပါတယ်အသင်းကနိုင်ပွဲလုံးဝပျောက်ဆုံးနေတဲ့အချိန်ကာလတွေရှိခဲ့ပြီးတော့အဲ့ဒီအချိန်တွေကမန်နေဂျာတယောက်ကိုအပြောင်းလဲလုပ်ဖို့အကောင်းဆုံးအချိန်ပါပဲဖေဖော်ဝါရီမတ်လလောက်ကိုရောက်တဲ့အချိန်မှာလီဗာပူးပရိသတ်နီးပါးကအာနယ်စလော့ကိုလုံးဝစိတ်ကုန်နေကြပါပြီအဲ့ဒီလိုအချိန်တုန်းကသာသူ့ကိုယာတုကနေထုတ်ပယ်လိုက်မယ်ဆိုလို့ရှိရင်ဘယ်ပရိသတ်ကမှစောလုံးတယ်လို့ပြောမှာမဟုတ်ဘဲနဲ့ထုတ်သိနေတာကြာပြီဆိုပြီးတော့ထောက်ခံကြမှာအသေးကြပါပဲဒါပေမဲ့အသင်းဘုတ်အဖွဲ့ကတော့လက်ပိုက်ကြည့်နေခဲ့ပါတယ်သူ့ကိုဆက်ပြီးတော့ထောက်ခံအားပေးမယ်လို့သတင်းတွေလွှင့်ခဲ့တယ်လို့သူ့ကိုကူညီဖို့လက်ထောက်နီးပြတစ်တွေတောင်ခေါ်ပေးမယ်လို့ပြောခဲ့ကြပါသေးတယ်ယာတီမကုန်ခင်ပြီးခဲ့တဲ့အပတ်လောက်ကအထိသူ့ကိုဆက်ထားမယ်လို့သတင်းတွေထွက်နေခဲ့ပြီးမှယာတီသိမ်းပြီး6ရက်အကြာမှာပဲရုတ်တရက်ကြီးထုတ်ပယ်လိုက်တာဟာဘုတ်အဖွဲ့ရဲ့စီမံခန့်ခွဲမှုဘလောက်တောင်ကောင်းမဖြစ်နေလဲဆိုတာကိုပြသနေတာပါဗျဒီလိုအချိန်ဆွဲနေခဲ့တဲ့အတွက်လီဗာပူးအနေနဲ့ကြီးမားဆုံးပေးဆက်လိုက်ရတာကတော့အပြောင်းရွှေ့ဈေးကွက်ထဲမှာအကောင်းဆုံးနီးပြတွေကိုလက်လွတ်လိုက်ရတာပါပဲလီဗာပူးအတွက်အသင့်တော်ဆုံးပရိသတ်တွေအလိုချင်ဆုံးနီးပြကဇာဘီအလွန်ဆိုပါအလွန်ဆိုဟာလေဗာကူစင်ကနေရီယယ်မက်ဒရစ်ကိုပြောင်းသွားပြီးနောက်ပိုင်းမှာအစင်မပြေကအသင်းလက်မဲ့ဖြစ်နေခဲ့တာပါဒါဟာလီဗာပူးအတွက်အလွန်ဆိုကိုအန်ဖီစီကိုခေါ်ဆောင်လာဖို့အတွက်ရွှေရောင်အခွင့်အရေးကြီးတစ်ခုလို့ပြောလို့ရပါတယ်ဒါပေမဲ့လည်းအာနယ်စလော့ကိုဆက်ထားမယ်ဆိုပြီးတော့ယုံကြည်မှုလွန်ကဲနေတဲ့အချိန်မှာပဲချက်စီးကကြားဖြတ်ပြီးတော့အလွန်ဆိုကိုခေါ်ယူသွားခဲ့ပါတယ်လီဗာပူးပရိသတ်တွေအနေနဲ့ဒီကိစ္စကိုတွေးမိတိုင်းရင်ထုမနာဖြစ်ခဲ့ကြမှာသိကြပါတယ်နောက်ထပ်အရေးကြီးတဲ့အချက်ကတော့ပေါင်တန်း900ကိစ္စပါပြီးခဲ့တဲ့အပြောင်းရွှေ့မှာလီဗာပူးဟာဖလော်ရီယန်ဗက်စ်အလက်ဇန်ဒါအီဆက်ဂျရမီဖရင်ပေါင်နဲ့မီလော့ကာကတ်စတိုလိုဥရောပရဲ့ထိပ်တန်းကစားသမားတွေကိုခေါ်ယူဖို့အတွက်နဲ့ပေါင်တန်း900နီးပါးအသုံးပြုခဲ့ပါတယ်စက်ကူပေါ်မှာကြည့်ရင်တော့ဒီအပြောင်းရွှေ့ဟာလီဗာပူးကိုနောက်ထပ်နှစ်ပေါင်းများစွာကြီးစိုးနိုင်တယ်မဲ့အင်အားဖြည့်ထင်းမှုကြီးပေါ့ဗျာဒါပေမဲ့လည်းတကယ်တမ်းကွင်းထဲမှာတော့အာနယ်စလော့ဟာဒီလောက်တန်ကြီးကြီးမားတဲ့ကစားသမားတွေကိုအကျိုးရှိအသုံးမချနိုင်ခဲ့ပါဘူးဒီလောက်ကြီးမားတဲ့ယင်းနှိမ့်နှံမှုတွေလှုပ်ထားပါလျက်နဲ့အသင်းရဲ့ကစားကွက်ကတိုးတက်မလာဘဲနဲ့ဆုတ်ယုတ်သွားခဲ့တာဟာမန်နေဂျာရဲ့အပြစ်လို့ပဲဆိုရပါမယ်ဈေးကွက်ထဲမှာအကောင်းဆုံးနီးပြတွေကလည်းတယောက်ပြီးတယောက်နေရာရသွားပြီးဖြစ်တဲ့အတွက်လီဗာပူးအနေနဲ့မန်နေဂျာအသစ်ရှာဖွေမှာတော်တော်လေးကိုအကျက်ရိုက်သွားခဲ့ပြီဗျဈေးကွက်ထဲမှာအကောင်းဆုံးနီးပြတွေကိုလက်လွတ်လိုက်ရပြီးတဲ့နောက်မှာလီဗာပူးဘိုးအဖွဲ့ကအခုဆိုလို့ရှိရင်ဘုံမောက်နီးပြအန်တိုနီအီရာအိုလာကိုအာနယ်စလော့ရဲ့နေရာမှာအစားထိုးဖို့ရေပန်းစားသုံးစည်ရင်းမှာထားနေပါတယ်သတင်းတွေအရတရားဝင်ကြေညာသေးပေမဲ့လည်းသူကအသင်းကိုကင်တွယ်ဖို့အခြေအနေအများဆုံးဖြစ်နေပါတယ်အီရာအိုလာဟာဘောလုံးနီးစနစ်ပိုင်းအရာတကယ်ကိုကောင်းမွန်တဲ့မန်နေဂျာတယောက်ပါသူကငွေကြေးသုံးစွဲမှုအလွန်နှဲပါတဲ့ဘုံမောက်လိုအသင်းမျိုးကိုဒီနှစ်ရာသီမှာအဆင့်6နေရာအထိရောက်အောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်သူ့ရဲ့ကစားဟန်ကပြိုင်ဘက်ကိုဖိအားပေးကစားတဲ့ပုံစံမျိုးဖြစ်ပြီးတော့လီဗာပူးရဲ့ကစားဟန်နဲ့လည်းအတော်လေးကိုက်ညီမှုရှိနေပါတယ်ဗျသူကကစားသမားတွေစီကအကောင်းဆုံးစွမ်းဆောင်ရည်တွေထွက်ပေါ်လာအောင်လုပ်ပေးနိုင်စွမ်းရှိတယ်ဆိုတာကိုတော့ညင်းလို့မရပါဘူးဒါပေမဲ့လည်းတကယ်လက်တွေ့မှာဘုံမောက်နဲ့လီဗာပူးဆိုတဲ့အသင်းနှစ်သင်းအနေထားကမိုးနဲ့မြေလိုကွာခြားလုံးပါတယ်လီဗာပူးလိုကမ္ဘာအဆင့်ကလပ်အသင်းကြီးတစ်သင်းကိုကင်တွယ်ရတဲ့အခါမှာမျှော်လင့်ချက်တွေပရိသတ်တွေရဲ့ PR တွေကလုံးဝကိုတခြားစီဖြစ်သွားပါပြီ။အီရာအိုလာဟာသူ့ရဲ့နီးပြဘဝမှာအင်္ဂလန်ပရီးမီးယားလိရဲ့
ထိပ်သီး6သင်းကိုတခါမှမကင်တွယ်ခဲ့ဘူးပါဘူးဗျ။ဒါအပြင်ဥရောပရဲ့ထိပ်တန်းအဆင့်ပြိုင်ပွဲတွေမှာလည်းနီးပြအတွေ့အကြုံလုံးဝမရှိသေးဘူး။ဒီလိုအတွေ့အကြုံနှုတ်နေတဲ့နီးပြတစ်ယောက်အတွက်အန်ဖီဆိုတာကတကယ်ကိုကြီးမားလုံးနဲ့စမ်းသပ်မှုကြီးတစ်ခုဖြစ်လာမှာအသေးချပဲဗျ။အရေးကြီးဆုံးစိန်ခေါ်မှုကတော့ကစားသမားတွေရဲ့အတ္တတွေကိုဘယ်လိုကင်တွယ်မလဲဆိုတာပါပဲ။ဘုံမောက်မာလို့တာမန်ကစားသမားတွေကိုညွှန်ကြားရတာနဲ့အန်ဖီကပေါင်တန်းရာချီတန်ကြီးရှိတဲ့ကစားသမားတွေကိုညွှန်ကြားရတာကမိုးနဲ့မြေလိုကွာခြားလုံးပါတယ်။ဖန်တိုက်လိုမျိုးဩဇာကြီးမားတဲ့ကစားသမားကြီးတွေအသက်25နဲ့အရွယ်မှာတဲ့ပေါင်တန်း100လောက်တန်ကြီးရှိနေတဲ့လူငယ်ကျယ်ပွင့်တွေပါဝင်တဲ့အဝေးလဲကန်းကိုသူဘလို့ထိန်းချုပ်မလဲသူလိုချင်တဲ့ကစားကွက်ထဲမှာအမဝင်တဲ့အခါမျိုးဒါမှမဟုတ်လို့ရှင်ခြေစွမ်းမပြနိုင်တဲ့အခါမျိုးမှာဒီလိုနာမည်ကြီးကစားသမားတွေကိုပွဲထွက်လူစင်းကနေချန်လက်ထားဖို့သူရဲဝံ့မှာမလားဆိုတာကအတော်လေးကိုစိတ်ဝင်စားစရာကောင်းပါတယ်ဗျဒီတော့အီရာအိုလာရဲ့လီဗာပူးနီးပြဘဝအနာဂတ်ကလမ်းဆောင်လမ်းကွာကိုရောက်နေပါတယ်တစ်ဖက်မှာအန်ဖီဆိုတာသူ့ရဲ့ကစားသမားဘဝကိုနီးပြဘဝအတွက်ပါအမြင့်ဆုံးတလှမ်းနိုင်မဲ့နေရာဖြစ်ပြီးတော့မော်ဆန်တဲ့အောင်မြင်မှုတွေရယူသွားနိုင်တဲ့အခွင့်အရေးရှိနေပါတယ်ဒါပေမဲ့တခြားတစ်ဖက်မှာကလည်းအတွေ့အကြုံနုနယ်မှုနဲ့ PR တွေကြောင့်မလို့အာနယ်စလော့လိုပဲနောက်ထပ်တစ်ကြိမ်ကြာရှုံးသွားမယ်အလားအလာတွေလည်းအများကြီးရှိနေပါသေးရဲ့ဗျဒီလိုမသေးချာမရေရာမှုတွေကြားမှာလီဗာပူးဘုတ်အဖွဲ့ရဲ့အီရာအိုလာကိုရွေးချယ်မဲ့ဆုံးဖြတ်ချက်ကတကယ်ကိုစွန့်စားမှုကြီးတစ်ခုဖြစ်လာမှာပါဒီနေရာမှာ Manchester Unitedပရိသတ်တယောက်ရဲ့အမြင်ဘက်ကနေရက်တီပြီးတော့ပြောရမယ်ဆိုလို့ရှိရင်တော့လီဗာပူးရဲ့အခုလက်ရှိအခြေအနေကိုကြည့်ပြီးတော့တော်တော်လေးသဘောကျစရာကောင်းနေပါတယ်။ဘာဖြစ်လို့လဲဆိုတော့ပြီးခဲ့တဲ့ဆယ်စုနှစ်တစ်ခုလုံး Man United အသင်းဖြတ်တန်းခဲ့ရတဲ့အဆိုးရွားဆုံးအချိန်ကာလတွေကိုလီဗာပူးပရိသတ်တွေကအမြဲတမ်းလှောင်ပြောင်တယော်ခဲ့ကြလို့ပါပဲ။ဆာအဲလက်ဖာဂူဆန်အနားယူသွားပြီးတဲ့နောက်ပိုင်းမှာ Man U အသင်းဟာ David Moyes ကနေပြီးတော့စလိုက်တာ Van Gaal, Mourinho, Solskjaer, Amorim နဲ့ဂျားဖြတ်နီးပြတွေဖြစ်တဲ့ Rangnick တို့လိုမန်နေဂျာပေါင်းများစွာကိုတယောက်ပြီးတယောက်ခန့်လိုက်ထုတ်လိုက်လုံးလေချားလေလိုက်နေခဲ့တာတော့အားလုံးအသိပါပဲအဲ့ဒီအချိန်တွေတုန်းကလီဗာပူးအသင်းဟာဂျာဂင်ကလော့လိုအရန်တော်တဲ့နီးပြတယောက်ရဲ့လက်အောက်မှာတီတီငိမ့်ငိမ့်နဲ့အောင်မြင်မှုတွေစက်တိုက်ရယူနေခဲ့ပါတယ်ဒီတော့လီဗာပူးပရိသတ်တွေအနေနဲ့မန်ယူအသင်းရဲ့မန်နေဂျာအပြောင်းလဲကမောက်ကမဖြစ်နေမှုတွေကိုထိုင်းကြည့်ပြီးတော့လှောင်ပြောင်ခွင့်ရခဲ့ကြပါတယ်ဒါပေမဲ့ကန်တရားရဲ့အလှည့်အပြောင်းဆိုတာဒါမျိုးကိုခေါ်တာပဲအခုတော့ဇလန်ဇက်ကွက်တွေကတမျိုးတစ်ပုံပြောင်းလဲသွားပြီဖြစ်ပြီးတော့လီဗာပူးကိုယ်တိုင်အဲ့ဒီမန်နေဂျာအပြောင်းလဲဆိုတဲ့တန်တရားကိုစတင်ခြေချလာခဲ့ပြီဖြစ်ပါတယ်ဘလုံးပရိသတ်တိုင်းအကြောက်ရဆုံးအရာကအသင်းကိုအောင်မြင်မှုတွေအများကြီးယူဆောင်လာပေးခဲ့တဲ့ဂန်နဝေနီးပြတယောက်ထွက်သွားပြီးတဲ့နောက်ပိုင်းမှာသူ့နေရာကိုအစားထိုးဖို့စ조사ရတဲ့အချိန်မှာပဲအခုလီဗာပူးဟာယာဂင်ကလော့ထွက်သွားပြီးတဲ့နောက်မှာသူ့ရဲ့အရိုက်အရာကိုဆက်ခံဖို့အတွက်အာနယ်စလော့ကိုခေါ်ယူခဲ့ပေမဲ့လည်းငွေကြေးတွေအများကြီးသုံးစွဲပြီးမှအကြီးအကျယ်ကြာရှုံးသွားခဲ့ပါတယ်ဒီတော့နောက်ထပ်နီးပြတဲ့တယောက်ကိုထပ်ရှာပြန်ပါပြီအသင်းရဲ့မျောလင်းချက်တွေနဲ့မကိုက်ညီတဲ့နီးပြတွေကိုခန့်လိုက်ပြန်ထုတ်လိုက်လို့ရမဲ့ကြောက်စရာကောင်းတဲ့တန်တရားကြီးတဲ့ကိုလီဗာပူးတို့တရားဝင်ရောက်လာခဲ့ပြီလို့ဆိုရပါမယ်အခုဆိုလို့ရှိရင်လီဗာပူးရဲ့အနာဂတ်ကအီရာအိုလာရဲ့လက်ထဲကိုရောက်သွားဖို့များနေပါပြီသူကဒီအခြေအနေဆိုးကြီးကိုပြောင်းလဲပြစ်နိုင်မလားဒါမှမဟုတ်ပိုဆိုးသွားအောင်လုပ်မလားဆိုတာကိုတော့အားလုံးစောင့်ကြည့်ရမယ်စိတ်ဝင်စားစရာအကောင်းဆုံးအပိုင်းဖြစ်လာပါတယ်တကယ်တမ်းသုံးသက်ကြည့်ရရင်အီရာအိုလာကိုခန့်လိုက်မယ်ဆိုလို့ရှိရင်တော့မှလီဗာပူးကိုပြိုင်ဘက်အသင်းတစ်သင်းအနေနဲ့လုံးဝရှိန်ပြမရှိပါဘူး။ဘာလို့လဲဆိုတော့အီရာအိုလာဟာအာနယ်စလော့လိုမျိုးနောက်ထပ်ကစားသမားတစ်တွေခေါ်ယူဖို့အတွက်ပေါင်တန်း900လောက်ထပ်ပြီးတော့ရနိုင်ဖို့ဆိုတာလုံးဝမဖြစ်နိုင်တော့လို့ပါပဲ။လီဗာပူးဘုတ်အဖွဲ့အနေနဲ့ဒီလောက်ငွေအများကြီးပမာဏအများကြီးကိုနောက်တစ်ချိန်ထပ်ထုတ်ပေးဖို့ဆိုတာကလက်ရှိအခြေအနေမှာဘလို့မှမဖြစ်နိုင်တဲ့ကိစ္စပါ။ဒါကြောင့်အီရာအိုလာအနေနဲ့လက်ရှိအသင်းမှာရှိနေတဲ့ကစားသမားတွေကိုပဲအကောင်းဆုံးအသုံးချပြီးတော့ရလက်ကောင်းတွေထွက်လာအောင်လုပ်ပြရမယ်အနေထားဖြစ်နေပါတယ်။ပြဿနာကလက်ရှိလီဗာပူးရဲ့လူစင်းဟာအတော်ကိုဟန်ချက်မကြီးပဲနဲ့ကမောက်ကမဖြစ်နေတာပါပဲ။တိုက်စစ်မှာကစားသမားတွေပုံနေပြီမဲ့လေတကယ်အရေးပါတဲ့ကွင်းလယ်နဲ့ခန်းစစ်ပိုင်းတွေမှာလိုအပ်ချက်တွေအများကြီးရှိနေသေးပါပဲဒီလိုဟန်ချက်မညီတဲ့လူစင်းကိုအီရာအိုလာဘယ်လိုကင်တွယ်မလဲသူ့ရဲ့ကစားကွက်နဲ့အဝင်ခွင့်ကြဖြစ်အောင်ဘယ်လိုတိစောက်မလဲဆိုတာကတော့လီဗာပူးအတွက်ကြီးမားတဲ့အခက်အခဲကြီးတစ်ခုဖြစ်လာမှာအသေးကြပါပဲဗျပြောရရင်အာနယ်စလော့ကိုထုတ်ပယ်လိုက်တာဟာလီဗာပူးအတွက်လှုပ်တင်လှုပ်ထိုက်တဲ့အမှန်ကန်တဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်ပေမဲ့လေအချိန်ကာလရွေးချယ်မှုကတော့အဆိုးရွားဆုံးဖြစ်လာခဲ့ပါတယ်အသင်းရဲ့အခြေအနေမကောင်းဘူးဆိုတာကိုပြသနေတဲ့အချက်လက်တွေအများကြီးရှိခဲ့တယ်လို့ပဲပရိသတ်တွေလည်းစောကတည်းကသူ့ကိုထုတ်ပယ်ဖို့စံတာရှိခဲ့ကြတာပါအခုလိုအချိန်ဆွဲနေတဲ့အတွက်အခုတော့လီဗာပူးကအကောင်းဆုံးနီးပြတွေကိုလက်လွတ်လိုက်ရပြီးတော့အရာရာကိုအစကနေပြန်စားရမယ်မသေးချာမရေရာမှုတွေအပြည့်နဲ့အနာဂတ်တစ်ခုကိုရင်ဆိုင်ရတော့မှာဖြစ်ပါတယ်ညီကိုတို့အနေနဲ့ရောအာနယ်စလော့ကိုအခုမှထုတ်ပယ်လိုက်တဲ့ဆုံးဖြတ်ချက်အပေါ်ကိုဘယ်လိုမြင်ကြပါသလဲဒါမှန်ကန်တဲ့ဆုံးဖြတ်ချက်လားဒါမှမဟုတ်လို့ရှိရင်အချိန်လွန်သွားပြီလားဆိုတာကိုအောက်ကကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါဦးဗျာဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာMSI Channel ကိုအခုမှရောက်လာတဲ့ညီကိုတွေအနေနဲ့လည်းနောက်ထပ်ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ဘောလုံးသုံးသက်ချက်တွေကိုမလွတ်သွားအောင်လို့အခုပဲ Subscribe လုပ်ပြီးတော့အားပေးသွားကြပါဦးညီကိုတို့အားလုံးပဲကျမ်းမာပျော်ရွှင်တဲ့နေ့ရက်လေးတွေကိုပိုင်ဆိုင်နိုင်ကြပါသေးဗျာနောက်ထပ်ဗီဒီယိုအသစ်တွေမှာကျွန်တော်တို့ပြန်လဲဆုံတွေ့ကြတာပေါ့ဗျာ See you ပါဗျာ